အားလုံးပဲမင်္ဂလာပါဒီကနေ့ရှင်းတဲ့တင်ဆက်မှုမှာတော့သာသနာပြုအသင်းတော်ရဲ့နည်းနည်းလာတဲ့တမိုင်းကြောင်းနဲ့မူလအစကိုစိတ်လို့ရှာဖွယ်ရလေးလာဖို့ထုတ်သွားပါမယ်ကျွန်တော်တို့ယုံကြည်ခြင်းနဲ့သာသနာလုပ်ငန်းတွေဟာတကယ်တော့ဘယ်ကနေဘလို့စတင်လာခဲ့တယ်လဲဆိုတာအတူတူလေ့လာကြည့်ကြအောင်ကဲအရင်ဆုံးစဉ်းစားကြည့်စရာမေးခွန်းတစ်ခုနဲ့စတင်လိုက်အောင်တမိုင်းတစ်လျှောက်အကြီးမြတ်ဆုံးသာသနာပြုပုဂ္ဂိုလ်ကဘယ်သူဖြစ်မလဲတချို့ကသခင်ယေရှုလိုဖြေကောင်းဖြေကြပါလိမ့်မယ်ဒါပေမဲ့လူများစုကတော့တမန်တော်ပေါလုလိုဖြေကြမှသိကြပါတယ်ဒါဆိုရင်တမန်တော်ပေါလုကိုဒီလောက်ကြီးမားတဲ့သာသနာလုပ်ငန်းတွေလှုပ်ဆောင်ဖို့ဘယ်အရာကတိုက်တွန်းစေ့ဆော်ပေးခဲ့တာလဲဆိုတာကိုစုံထောက်တဦးလိုမျိုးအတူတကွစူးစမ်းကြည့်ကြရအောင်အပိုင်းတစ်လူမျိုးတကာတို့ဤတမန်တော်ပေါလုဤစေ့ဆော်မှုကိုဖော်ထုတ်ခြင်းဟုတ်ပါနဲ့တမန်တော်ပေါလုလိုပြောလိုက်တာနဲ့အားလုံးကလူမျိုးတကာရဲ့တမန်တော်ဖြစ်အတိအမှတ်ပြုထားကြပြီးသားပါဒါပေမဲ့သူ့ကိုဒီလောက်ကြီးမားတဲ့သာသနာလုပ်ငန်းတွေလှုပ်ဆောင်ဖို့ဘာကများတွန်းအားပေးခဲ့တာလဲတကယ်တော့ပေါလုရဲ့သာသနာလုပ်ငန်းကယူတရက်အတစ်ပေါ်ပေါက်လာတာလုံးဝမဟုတ်ပါဘူးဂလာတိကျမ်း38ကိုကြည့်ရင်ပေါလုဟာအာဗြဟံစီကိုကြိုတင်ပေးထားခဲ့တဲ့ဝမ်းမြောက်စရာတည်င်းကိုအကောင့်ထဲပေါ်နေတာဖြစ်တယ်ဆိုတာတွေ့ရပါလိမ့်မယ်ဆိုတော့ကသာသနာလုပ်ငန်းရဲ့အစစ်အမှန်အမြစ်ကအာဗြဟံစီကနေစတင်ခဲ့တာပါအပိုင်းမြင့်ကဘာဦးချာမအချက်တဲလူသားတို့ဤပုံကံမှုဒီဇလန်ရဲ့အစာကိုတွေးကြနားလဲဖို့ဆိုရင်တော့ကဘာဦးချန်ကိုနည်းနည်းလောက်နောက်ပြန်လဲကြည့်ဖို့လိုပါမယ်ကဘာဦးချန်အခန်းကြီးတစ်ကနစ်ဆက်တဲ့အချီကိုကြီးလိုက်မယ်ဆိုရင်အလွန်ပဲမောင်မိုက်တဲ့တမိုင်းကြောင်ကြီးဖြစ်နေတာကိုတွေ့ရမယ်လူသားတွေရဲ့ပုံကံမှုတွေအပစ်တွေနောက်ပြီးဘာဘလုံရဲတိုက်တိဆောက်ချင်းစတဲ့ပစ္စည်းမှုတွေနဲ့ပြည့်နေတာပေါ့ဒါပေမဲ့အခန်းကြီး7ကိုလည်းရောက်ရောလုံးဝမထင်မှတ်ထားတဲ့အလေပြောင်းတစ်ခုဖြစ်လာပါတယ်အပိအစာကောင်းခြင်းမင်္ဂလာပစ္စည်းချင်းအစာကတင်ခြင်းတွေကရုတ်တရက်ကြီးပေါ်ထွက်လာတာပါဒီနေရာမှာတကယ်ကိုမေးစရာဖြစ်လာတာကလူသားတွေဒီလောက်တောင်ပုံကန်နေကြတဲ့အခြေအနေမှာဖျားသခင်ရဲ့သာသနာလုပ်ငန်းကဘယ်ကိုဆက်တော်မလဲဆိုတာပါပဲစဉ်းစားကြည့်ပါဖျားသခင်အနေနဲ့ဘာဆက်လုပ်နိုင်မလဲအားလုံးကိုလုံးဝဖျက်ဆီးပစ်လိုက်မလားဒါမှမဟုတ်ဒီတိုင်းပဲပစ်ထားလိုက်တော့မလားဒါမှမဟုတ်ရင်ပြန်လဲကူစားဖို့နီလန်တစ်ခုခုများရှာဖွေမလားအပိုင်း3ဖျားသခင်ဤအန်တိုဖဲကောင်းကြီးတကဘာလုံးဆိုင်ရာဂရီတောင်းအဖေကတော့ရှင်းပါတယ်ဖျားသခင်ဟာဖျက်ဆီးပစ်ဖို့မရွေးချယ်ခဲ့ပါဘူးအဲ့ဒီစာအန်တော်စရာကောင်းလောက်အောင်ကဲ့တင်ဖို့ရွေးချယ်ခဲ့ပါတယ်ဒီဖြည့်ရှင်းချက်ကတကယ့်ကိုထူးခြားပါတယ်ကဘာကြီးတစ်ခုလုံးကိုကဲ့တင်ဖို့အတွက်လူတယောက်တည်းကိုရွေးချယ်လိုက်ခြင်းပါပဲကဘာဦးချာခန်းကြီးစနစ်မှာဖျားသခင်ကအာဗြဟံကိုခေါ်ယူပြီးမြေကြီးပေါ်ရှိလူမျိုးအပေါင်းတို့ဒီတင်းကြုံကောင်းကြီးခံစားရလိမ့်မယ်လို့အတိအလင်းကတိပေးခဲ့ပါတယ်အာဗြဟံဟာလူမျိုးတကာအတွက်ကောင်းကြီးတွေစီးဆင်းရရေကြောင်းတစ်ခုဖြစ်လာဖို့ခေါ်ယူခံခဲ့ရတာပါဒီနေရာမှာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်ကောင်းချီးမင်္ဂလာဆိုတဲ့စကားလုံးရဲ့အတိတ်ပဲပါပဲဒါဘာသာရေးတဲ့စကားလုံးကြီးတစ်ခုမဟုတ်ပါဘူးလူသားတွေအတီးအပွင့်တိုးပွားတာဖန်ဆင်းရှင်နဲ့ရောဖန်ဆင်းခံအရာတွေနဲ့ပါတဟဇရဖွစွာနာယူနိုင်တာနောက်ပြီးမန်ကန်တဲ့ဆက်ဆံရေးရှိတာတွေအားလုံးပါဝင်နေပါတယ်ပိုရေးကြည့်တာကကိုယ်လိုက်မဲခံစားဖို့မဟုတ်ပဲတခြားသူတွေကိုပါထပ်ဆင့်ပွားများဝိမြပြနိုင်တဲ့အသက်ရှင်ခြင်းကေတင်ခြင်းလက်ဆောင်ကြီးဖြစ်နေတာပါပဲအပိုင်းလေးတကဘာလုံးဆိုင်ရာသာသနာလုံးမှန်တီချာနီလန်အားလုံးအတွက်လူမျိုးတစ်မျိုးဒီလုပ်ငန်းစဉ်ကြီးဘယ်ကိုစီးဆင်းလာလဲဆိုတာကြည့်လိုက်ကြတော့ဖျားတခင်ရဲ့မဟာဗျူဟာကတော်တော်လေးကိုစမ်းကြယ်ပါတယ်ရည်ရွယ်ချက်ကလူမျိုးအားလုံးအကြောက်ဖြစ်နေပေမဲ့အထုံးပြတဲ့နီလန်ကတော့တီးချဆန်ပါတယ်ပထမဆုံးအာဗြဟံကိုခေါ်ယူတဲ့ဂတိတော်ခေတ်ကနေစတင်ခဲ့တယ်အဲ့ဒီနောက်အီတိရဲဆိုတဲ့လူမျိုးတစ်မျိုးတည်းကိုတီးတန့်ရွေးချယ်တဲ့ခေတ်ကိုရောက်လာပါတယ်အဲ့ဒီကနေတဆင့်အန်တီမပန်းတိုင်ဖြစ်တဲ့မေရှိယခေတ်သခင်ယေရှုအားခင်ဂတိတော်ပြည့်စုံခြင်းကိုရောက်လာပြီးနောက်ဆုံးမှတော့အခုကျွန်တော်တို့ဖြတ်တန်းနေတဲ့အတင်းတော်ခေတ်ကိုရောက်လာကလူမျိုးတကာအားလုံးဒီခေါင်းချီထဲမှာပါဝင်လာခွင့်ရရှိသွားတာဖြစ်ပါတယ်အဖိုင်ကကျန်းစာတဲ့ရှောက်ပတ်တင်တန်မြတတမတ်တီဖြစ်တော့တန်မှာကျန်းစာကြီးအဓိကအကြောင်းအရာအခုဆိုရင်ရှင်းသွားပါပြီအာဗြဟံကိုပေးခဲ့တဲ့ဂတိတော်ဟာကပောက်ကျမ်းမှာတင်ပြီးသွားတာမဟုတ်ပါဘူးကျန်းစာတစ်လျှောက်လုံးမှာစတိုက်ပတင်းထန်နေတာပါစာလံကျမ်းထဲမှာလူမျိုးတကာတွေဖျားသခင်ကိုကိုးကွယ်ဖို့ဆွဲဆောင်ခံရလေကြောင်းတွေ့ရမယ်ခရစ်ဝင်ကျမ်းထဲမှာကြတော့သခင်ယေရှုကတပါးအမျိုးသားတွေစီကယ်တင်ခြင်းတိုးချဲ့ပေးခဲ့တယ်ဩဝါဒစာတွေမှာဆိုရင်တမန်တော်ပေါလုကလူတိုင်းယုံကြည်ခြင်းအပြင်ဖြောင့်မတ်ရာတွင်ခံရတဲ့အကြောင်းဟောပြောခဲ့တယ်နောက်ဆုံးဗျာဒိတ်ကျမ်းကိုရောက်တဲ့အခါမှာတော့လူမျိုးနွယ်စုတိုင်းစီကယ်တင်ခြင်းရောက်ရှိပြီးသာသနာလုံးကအလုံးစုံပြီးမြောက်သွားတာကိုအထင်အရှားတွေ့ရမှာပါဂလာတိကျမ်း3:29မှာဖော်ပြထားတဲ့ဒီကျမ်းချက်ကတော့အလွန်ကိုအရေးကြီးပါတယ်။တင်တို့ဒီခရစ်တော်နဲ့ဆက်ဆိုင်လင်အာဗြဟံအမျိုးအနွယ်ဖြစ်ကြ၏တဲ့။ဆိုလိုတာကခရစ်တော်ကိုယုံကြည်သူတိုင်းဟာလူမျိုး
အသားရောင်လုံးဝမရွေးပဲအာဗြဟံရဲ့အမျိုးအနွယ်တွေဖြစ်လာပြီးဂတိတော်ရဲ့အမွေခံတွေဖြစ်လာတယ်ဆိုတဲ့အချက်ပါတနည်းအားဖြင့်ပြောရရင်ယနေ့ခရစ်ယဉ်ကျေးမှုပေါင်းစုံပါဝင်ဖွဲ့စည်းထားတဲ့အသင်းတော်ကြီးဟာအာဗြဟံရဲ့ယုံကြည်ခြင်းကနေတာရဲ့ဆင်းသက်လာတဲ့အမျိုးအနွယ်စစ်စစ်တွေဖြစ်တယ်ဆိုတာကိုအခိုင်အမာပြသနေတာပါပဲ အပိုင်း6ကျွန်တော်တို့၏သာသနာလုပ်ငန်းဆန်းနမူနာယနေ့ခေတ်ကလေးတော်အတိုင်းအသက်ရှင်ခြင်း ကဲတမိုင်းကြောင်းတွေကိုလေ့လာပြီးတဲ့နောက်ဒါတွေကယနေ့ကကျွန်တော်တို့အတွက်ဘာလို့ဆိုလို့တလဲဆိုတာလက်တွေ့ကြည့်ကြရအောင်အရေးကြီးဆုံးကအတင်းတော်ဟာအာဗြဟံရဲ့စံနမူနာကိုလက်တွေ့အကောင့်ထဲပေါ်ဖို့ပါပဲပထမအချက်အနေနဲ့အာဗြဟံလိုပဲတက်တောင်တက်တာရှိတဲ့နေတာကနေထွက်ခွာပြီးတွားခြင်းအဖြစ်မဟာစေခိုင်းချက်ကိုပြီးဆုံးစေရပါမယ်ဒုတိယအနေနဲ့ကျတော့ယုံကြည်ယုံတက်မဟုတ်ပဲယုံကြည်ခြင်းနဲ့နာခံခြင်းကိုအချက်နဲ့တကွတက်ကြွစွာတက်တည်ပြဖို့လိုအပ်ပါမယ် အလုံးကိုခြုံငုံကြည့်လိုက်ရင်အသင်းတော်အတွက်အမြင့်ဆုံးနဲ့အဓိကအကြဆုံးတာဝန်ပေးချက်ကရိုးရိုးလေးပါပဲအဲ့ဒါကတော့ကောင်းချီးမိဂလာဖြစ်စေရန်ဆိုတာပါပဲကိုပိုင်ဘာသာရေးကန်ရှယ်မှုတက်တဲ့မှာရတတ်မနေပဲမိမိတို့နေထိုင်ရပတ်ဝန်းကျင်လူဖွဲ့စည်းနဲ့နိုင်ငံတကာအတွက်တက်ကက်ကိုထိတွေ့ခန်းစားနိုင်တဲ့ကောင်းချီးမင်္ဂလာတစ်ခုအဖြစ်ပြောင်းလဲအသက်ရှင်ကြဖို့ပဲဖြစ်ပါတယ် ဒီကနေ့ရှင်းလင်းတဲ့ဆက်မှုကတော့ဒီမေးခွန်းလေးနဲ့ညီခုံးချုပ်ချင်ပါတယ်ယနေ့ခေတ်ပြဿနာပေါင်းစုံနဲ့ကြိုးပက်ပျက်စီးနေတဲ့ကဘာကြီးကိုကောင်းချီးပေးဖို့အတွက်ကျွန်တော်တို့အားလုံးပါဝင်တဲ့အသင်းတော်ကြီးဟာအာဗြဟံရဲ့အမျိုးအနွယ်ဖြစ်ဘလို့မျိုးတက်ကြွစွာအသက်ဝင်လှူရှားကြမလဲဖျားသခင်ရဲ့သာသနာလုံကမှကျွန်တော်တို့အချင်းစီဘလို့ပါဝင်နိုင်မလဲဆိုတာကိုဆက်လက်စဉ်းစားဆင်ခြင်ကြည့်ဖို့တိုက်တွန်းရင်းဒီမှာပဲအဆုံးသတ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်